အားလုံးပဲမင်္ဂလာပါဒီကနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ Patricia ဟာမလေးရှားနိုင်ငံမှာရှိနေစဉ် content creator တဦးဖြစ်သူ Ismail ရဲ့စော်ကားမှုကိုခံခဲ့ရတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာကြောင့်ဒီကိစ္စနဲ့ပတ်သက်ပြီးလက်ရှိတည်တာများအခြေအနေတွေကိုစူးစီးတင်ပြပေးသွားမှာဖြစ်ပါတယ်ပြီးခဲ့တဲ့နိုင်ပိုင်းအတွင်းမှာပဲ Facebook နဲ့ TikTok လူမှုကွန်ရက်ပေါ်တွေမှာ Patricia တယောက်မလေးရှားမှာ Ismail ရဲ့အတ္တမပြုချမှုကိုခံခဲ့ရတယ်ဆိုတဲ့ခေါင်းစဉ်တွေနဲ့သတင်းတွေအပြင်းထန်ပြန့်နှံ့နေခဲ့ပါတယ်။ Patricia ကိုယ်တိုင်သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာဒီလိုတင်ခဲ့ပြီးဆိုပါသတင်းများသည့်အတိမပြုနိုင်သေးသောသတင်းစာမျက်နှာတချို့နဲ့ကော့ပတ်များမှတစ်ဆင့်ပြန့်နှံ့ခဲ့ခြင်းဖြစ်ပါတယ်။ဒါပေမဲ့အတန်ဖိုင်ကတော့အခုလိုပဲပေါက်ကြားလာခဲ့ပါတယ်။ ရှာရှာကိုချစ်တဲ့ပရိသတ်အများများကတော့ဒါဟာတကယ်ပဲလားဆိုတာကိုစိုးရိမ်တကြီးစောင့်ကြည့်နေပြီးကာယကံရှင်တွေစီကရှင်းလင်းချက်ကိုတော့မျှော်လင့်နေကြပါတယ်။ဒါပေမဲ့ Patricia ကိုယ်တိုင်တင်ခဲ့တဲ့သတင်းဖြစ်တော့ကြောင့်ဒါက fake news တော့မဖြစ်နိုင်ပါဘူး။ဟုတ်တယ်တဲ့ဆက်လာတာ။လိုက်လွှင့်နေမယ်ဆိုတော့သူရှိရဟိုတယ်တော့ပါလားဆိုတော့ Patricia ဟိုတယ်မပြောပြတော့ဘူးလေအကိုရဲ့ဟိုတယ်ပြောပြမှတော့ဒီလောက်ထိဖြစ်မနေဘူးလေအခု Patricia ကိုတဲ့ဘယ်ဟိုတယ်မှလည်းမသိဘူးသူရဲ့ makeup စီယာတွေအကုန်လုံးလည်းပြန်လွတ်ပြီးတော့တယောက်တည်းကိုထားတယ်တဲ့အပြင်လည်းမထွက်ခိုင်းဘူးတဲ့အပြင်မထွက်ခိုင်းဘူးဆိုပြီးတော့အခုဒီလိုမျိုးတွေဖြစ်တော့ဟိုကောင်က Patricia စီရောက်သွားပြီးတော့နှိပ်စက်တယ်ရိုက်တယ်နေမှာပေါ့ Patricia ရိုရှန်စီထပ်ပြီးတော့ဖုန်းဝင်လာတဲ့အချိန်မှာဟိုကောင်ကအနောက်ကနေပြီးတော့လုံနေတယ်ဟုတ်တယ်ရွှေတို့မသိဘူးနော်ရွှေလည်းမသိတော့ကွယ်အခုရိုရှန်ပြောလက်စားနိုင်မလို့ရွှေလည်းပြန်ပြောထပ်ပြောပြတာပဲရှိရနော်ရွှေနဲ့ Patricia အတိလည်းမသိဘူးဒီပြဿနာတွေရွှေနဲ့ဆိုင်လည်းမဆိုင်ဘူးဟုတ်ဘာဖြစ်လို့ဖြစ်နေမှလည်းမသိတော့ဆက်လာတာလိုက်လွှင့်နေမယ်ဆိုတော့သူရှိရဟိုတယ်တော့ပါလားဆိုတော့ Patricia ဟိုတယ်မပြောပြတော့ဘူးလေအကိုရဲ့ဟိုတယ်ပြောပြမှတော့ဒီလောက်ထိဖြစ်မနေဘူးလေအခု Patricia ကိုတဲ့ဘယ်ဟိုတယ်မှလည်းမသိဘူးသူရဲ့ makeup စီယာတွေအကုန်လုံးလည်းပြန်လွတ်ပြီးတော့တယောက်တည်းကိုထားတယ်တဲ့အပြင်လည်းမထွက်ခိုင်းဘူးတဲ့အပြင်မထွက်ခိုင်းဘူးဆိုပြီးတော့အခုဒီလိုမျိုးတွေဖြစ်တော့ဟိုကောင်ကPatricia စီရောက်သွားပြီးတော့နှိပ်စက်တယ်ရိုက်တယ်နေမှာပေါ့ Patricia ရိုရှန်စီထပ်ပြီးတော့ဖုန်းဝင်လာတဲ့အချိန်မှာဟိုကောင်ကအနောက်ကနေပြီးတော့လုံနေတယ်ဟုတ်တယ်ရွှေတို့မသိဘူးနော်ရွှေလည်းမသိတော့ကွယ်အခုရိုရှန်ပြောလက်စားနိုင်မလို့ရွှေလည်းပြန်ပြောထပ်ပြောပြတာပဲရှိရနော်ရွှေနဲ့ Patricia အတိလည်းမသိဘူးဒီပြဿနာတွေရွှေနဲ့ဆိုင်လည်းမဆိုင်ဘူးဟုတ်ဘာဖြစ်လို့ဖြစ်နေမှလည်းမသိတော့လက်ရှိမှာတော့ဒီသတင်းဟာလူမှုကွန်ရက်မှာအငင်းပွားဖွယ်ရာခေါင်းစဉ်တစ်ခုဖြစ်နေစေဖြစ်ပါတယ်ကျမတို့အနေနဲ့လေဒီကိစ္စနဲ့ပတ်သက်ပြီးနောက်ထပ်ခိုင်လုံတဲ့သတင်းအချက်အလက်တွေကာယကံရှင်တွေရဲ့ဖြည့်ရှင်းချက်တွေရှိလာရင်ဆက်လက်အချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျမတို့အားလုံးလည်းရှာလေးဘာမှမဖြစ်ပဲဒီသတင်းအမှန်မဟုတ်ပါစေနဲ့ဆုတောင်းပေးပါရနော်ပရိသတ်တွေရောဒီသတင်းနဲ့ပတ်သက်ပြီးဘယ်လိုထင်မြင်ကြလဲဆိုတာကိုအောက်က comment လေးမှာရေးသားပေးကြပါဦးနော်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် channel လေးကို like and subscribe လေးလုပ်ထားပေးကြပါဦးရှင်